ငါချောက်နေတာဟာငါထင်တယ် A few moments later. ဟဲ့တင်းချင်းမင်းကြည့်ရတာသိအစင်မပေးဘူးနော်မင်းဘာဖြစ်နေငါတွေးနေတာဟာမင်းဘာတွေးနေလဲကွာငါမနေ့ကတည်းကတွေးနေတာငါဘွားချင်းနေကအရန်ဆိုးွားတယ်ဟာဘာဖြစ်လို့လဲငါ့ကိုပြောကြည့်လေကွာဒီလိုကွာငါဆိုငါ့ကိုပြစ်ထားတာဒါကြောင့်ငါစိတ်ပျော်အောင်လို့ဆိုပြီးတော့နောက်တစ်ယောက်ကိုလိုက်ကြည့်လိုက်တော့ကွာဆိုကိုရလဲရပြီးတော့ကွာငါကောင်မလေးကငါ့ကိုပြန်လာပြောတော့ကွာအဲ့ဒါသူတကယ်ပြက်တာမဟုတ်ဘူးတဲ့သူစတာတဲ့အဲ့တော့ငါစိတ်တွားရဲမရနောက်တွားရဲမရအဲ့လိုဖြစ်နေတာဒါပေမဲ့မင်းကိုစကားပြောရင်းနဲ့ငါခုမှအကြံရလာတာကွာမင်းမစုံမရှိဘူးမလားဟာအေးကြောင့်မင်းငါဆရာတယောက်ယူလိုက်ကွာအဲ့ဆိုပြဿနာဘယ်လိုပြောရမလဲပြီးသွားမှာကွာအဲ့မင်းလက်ခံမလားဟဲ့မဖြစ်ဘူးလေကွာငါတကယ်စင်းပြောရမယ်ဆိုရင်ငါကြောက်ကြမဟုတ်ဘူးကွာငါချောက်နေတာဟာငါထင်တယ်ငါမင်းကြည့်ရတာအဲ့ရောက်